Hello မင်္ဂလာပါကျွန်တော်တို့မြန်မာပြည်မှာရှိတဲ့ကျွန်တော်တို့တိုင်းသားအားလုံးဒီကနေ့မင်္ဂလာနံနက်ခင်းပါလို့ကျွန်တော်တို့ဒီအမေရိကကနေပြီးတော့ကျွန်တော်တို့နှုတ်ဆက်လိုက်ပါတယ်အခုနကပူခတန်ကမေးသွားတာကဒီတော်လာရေးမှာကျွန်တော်တို့ဇုံမီမျိုးသားတွေနေထိုင်တဲ့အဓိကအဖြစ်ပေါ်တယ်နော်တတိတွန်ဆောင်ဒီဟိုမြောက်ဘက်ချမ်းပေါ့ချင်းပြည်နယ်ရဲ့မြောက်ဘက်ချမ်းမှာရှိတဲ့ကျွန်တော်တို့ဇုံမီစုအတိုင်းဝိုင်းပို့ပြီးတော့နေထိုင်တဲ့နေရာတွေမှာဒီကျွန်တော်တို့CNF တုတ်ကလာပြီးတော့မှနေကျူးကျော်တာပေါ့လေနော်အဲ့ဒါကျွန်တော်အမြင်တော့ဘာဖြစ်လို့ဒီလူတွေက CNF ကပေါ့နော်တိုက်ရိုက်ပြောလိုက်မှဆို CNF တဲမဟုတ်ပါဘူး CNF နဲ့အပေါင်းပါများနော်အပေါင်းပါများကဒီကျွန်တော်တို့စကစတော်လာရေးကိုအကြောင်းပြုပြီးတော့မှဘာဖြစ်လို့ပြည်သူပြည်သားတွေနော်နင်းပနေစဖို့ခံရဒါမှမဟုတ်ပြဿနာအမျိုးမျိုးလာပြီးတော့လာတည်တာပေါ့ချင်းပြည်နယ်မှာပေါ့ချင်းပြည်နယ်ရဲ့မြောက်ဘက်ခြမ်းမှာကျွန်တော်တို့ဇုံမီတိုင်းသားနေထိုင်တဲ့နေရာဘက်မှာအဲ့ဒါကအမှန်မှာတော့ ZRA ဆိုတာကကျွန်တော်တို့ဟိုးကနဦးကရရှိပြီးသားဗျ ZRA ကရှိပြီးသားဒီအခုຫນွေဦးတော်လိုင်းရေးမှပဲဖြစ်လာတဲ့ဟာတော့မဟုတ်ဘူးစကားလည်းကျွန်တော်တို့ရှိထားပြီးသားသူကလည်းသူရှိထားပြီးသားကိုယ်နယ်လုံးခြုံရေးအတွက်နော်ကိုယ့်ရဲ့မျိုးရိုးကြားမှာငင်းချမ်းရေးရှိဖို့နော်လူဆိုးလူမိုက်တွေဟာလာဓမြတွေဘာတွေနဲပါအောင်မရှိအောင်ထိမ့်သိမ့်တဲ့ကျွန်တော်တို့ရဲ့တခုတည်းသောလက်နက်ကဖွဲ့စည်းဖြစ်တယ်အဲ့ဒါကကျွန်တော်တို့ကသူများကိုယာမူတဲ့လက်နက်ကမဟုတ်ဘူးသူများကိုတွားပြီးတော့ကျူးကျော်တဲ့တက်လက်နက်ကတဖွဲ့မဟုတ်ဘူးAC ပဲနေတာကြားလာပြီဒီတိုင်းနေတယ်ဘာမှမဖြစ်ဘူးဒါပေမဲ့အခုကဘာဖြစ်လာလဲဆိုတော့ဒီຫນွေဦးတော်လိုင်းရေးမှာဝုန်းတိုင်းနဲ့ကြာမှာမြန်မာနိုင်ငံတနိုင်ငံလုံးဘယ်တော့မှစစ်အာဏာလက်အောက်မကျခဲ့ဘူးတလို့ပေါ့ဝုန်းတိုင်းထကြတာအကုန်လုံးတော်လိုင်းစကြတယ်နေရာတကာမှာမတဲ့ဒါတော်လိုင်းရေး liberation ဒါတော့ရေးလောက်ရမှာပဲကိုမကြိုက်တဲ့ဟာတခုရှင်ကျွန်တော်တို့ပေါ်ထုတ်ရမှာပဲမှန်တယ်ဒါပေမဲ့အဲ့ဒီကနေထွက်လာတဲ့လက်နက်ကင်အသေးစားလေးတွေပေါ့နော်ပေါက်ဖွက်လာတဲ့လက်နက်ကင်တိုင်းရင်းသားလက်နက်ကင်မဟုတ်ဘဲနဲ့ဒီတော်လိုင်းရေးအသေးစားလေးတော့အဲ့တော့ပေါ့နော်ဆိုတော့အဲ့ဒီဟာလေးတွေကဒီဘာဖြစ်လို့များသူတို့ကဒီလက်နက်ကိုအားကိုးပြီးတော့မှတော်လိုင်းရေးကိုအကြောင်းပြုပြီးမှအခုကျွန်တော်တို့ငိမ့်ချမ်းစွာနေတဲ့တောထဲမှာဘာမှမသိဘူးရွာထဲမှာဘာမှမသိတဲ့ဇုံမီးတွေပေါ့နော်ဘယ်သူမှလည်းရမမှုသူကသူအေးစီးပွားရေးတွားဒီလာလည်းမဟုတ်ဘူးသူကလည်းသူတောင်ရခုတ်စားပြီးမှအေးစစ်နေတဲ့ငိမ့်ချမ်းနဲ့နေထိုင်တဲ့နေရာလေးတွေမှာအခုလိုမျိုးတော်လိုင်းရေးကိုအကြောင်းပြုပြီးတော့မှလုံးဝတနတ်မကင်တဲ့လူတွေနော်တနတ်ကင်တယ်ဆိုတာအမဲလိုက်တနတ်လေးပဲကင်တယ်အဲ့ဒီဟာကိုကျွန်တော်တို့အခုမောင်းပြန်တနတ်တွေလို့ခေါ်တယ်ဒီmodern rifle တွေပေါ့နော်အဲ့ဒါတွေကိုအားကိုးပြီးတော့မှလာပြီးတော့မှဒီနယ်မြေထဲကိုဒုက္ခလာပေးတယ်လို့ဆိုမှာပေါ့နိုင်ငံရေးဒုက္ရှားမှုကိုအကြောင်းပြုပြီးမှသူတို့ရဲ့အာဏာရဖို့ပေါ့နော်သူတို့ရဲ့ဘယ်လိုခေါ်မလဲဒီချင်းပင်တဲ့တခုလုံးကိုငါတို့ CNF တူဒီတော့တက်ကပဲဒါမှမဟုတ်တူဒီတော့အုပ်စုကပဲငါတို့အုပ်ချုပ်ရမယ်အခုကျွန်တော်တို့လုံးဝမကြိုက်တဲ့ဒီစစ်တပ်အုပ်ချုပ်ရေးလိုမျိုးပေါ့အပေါ်ကနေဥပဒေလည်းမရှိဘူး rule of law လည်းမရှိဘူးသူတို့ကဥပဒေရဲ့အထက်မှာအဲ့လိုမျိုးပုံစံနဲ့ဒီဘက်ကိုလာပြီးတော့မှသူတို့ကလာပြီးတော့လက်နဲ့အားကိုးရင်းနဲ့တက်မလားနိုင်ငံရေးကိုအကြောင်းပြပြီးတော့မှလာပြီးတော့သူတို့လာတိုက်ခိုက်နေတာဖြစ်တယ်တိုက်ခိုက်တယ်ဆိုတာတော့မဟုတ်ဘူးလာပြီးတော့မှသူအေးစစ်နေတဲ့ရွာတွေကိုကွာလာဝင်စီးလိုက်တာပေါ့အဲ့လိုမျိုးဆိုတော့အဲ့လိုဟာမျိုးကိစ္စတွေကတော့အခုချိန်တော်လိုင်းရေးအကြောင်းပြုပြီးမှလုံးဝလက်နက်ကင်တဲ့အဖွဲ့အစည်းတွေလုံးဝမလုပ်သင့်ဘူးလို့ကျွန်တော်ကယုံကြည်တယ်အဲ့လိုပဲမြင်တယ်ကျွန်တော်ကဆိုတော့ထပ်ပြီးတော့ကျွန်တော်ထည့်ပြီးတော့ပြောချင်တယ်လားတခုရှိသေးတယ်အခုခက်တဲ့မီဒီယာတို့ဘာတို့မြန်မာပြည်မှာကွာfollower ပုံများတဲ့သတင်းဌာနတွေပေါ့နော်သတင်းဌာနတွေကဘာလဲခေါ်အကြောင်း
ပြတ်ချက်မခိုင်လုံမဲနဲ့နော်ဟိုတစ်ဖက်ကလူတွေရဲ့ဗမာလိုရေးလိုက်တဲ့ဟာကိုမြန်မာလိုရေးလိုက်တဲ့ဟာကိုပဲဖတ်ပြီးတော့မှအေးဒီ ZR ရဲ့ဖွေသားတွေကZR တွေတမားတွေကစစ်သားနဲ့ပေါင်းတာစစ်အစိုးရနဲ့စကားစနဲ့ဟိုနဲ့အပေါင်းပေါ်ဖြစ်တယ်အဲ့လိုမျိုးတွေပြီးတော့မှသူတို့နဲ့ဟိုဘာလို့ခေါ်မလဲတဖွေထဲဖြစ်တယ်အဲ့လိုမျိုးတွေပေါ့မဟုတ်မမှန်နေတစ်ဖက်ဆွဲလာပြောတဲ့ဟာတွေကိုယုံမားမိတာဖြစ်ကောင်းဖြစ်လိမ့်မယ်လို့ကျွန်တော်ယုံကြည်တယ်ဒီခေတ်မီဒီယာတဲ့တစ်ဖက်ကိုပဲသူတို့ဖတ်လိုက်ပြီလို့ပဲဖြစ်နေသူတို့ရဲ့ news media page မှာတော့တင်လာတယ်လေ ZR တွေကစစ်တပ်နဲ့ပူးပေါင်းတာတော့ဘာလို့စစ်တပ်နဲ့ပူးပေါင်းတယ်လို့ပြောရအောင်အခု CNN ပဲလာဝင်စီးနေတဲ့ရွာတွေမှာအတူတူတိုက်တော့ပြီပေါ့ဟုတ်တယ်မလားဘာမှတခြားစီပဲကျွန်တော်တို့စစ်အာဏာစနစ်ကိုကျွန်တော်တို့မကြိုက်ဘူးဘယ်သူမှမကြိုက်ဘူးမြန်မာနိုင်ငံမှာရှိတဲ့လူတွေအကုန်လုံးမကြိုက်ဘူးအဲ့ဒါကိုဘယ်လိုခေါ်မလဲဘောလာဟာလာတွေစကားတွေများပြီးတော့မှအဖွေထဲမှာတက်မှာကျွန်တော်တို့ရဲ့ဒီချင်းပြည်နယ်အဖွေထဲမှာအများကြီးရှိတယ်ဒီမှာဖွေကြီးတွေဒီတချို့နေ၎င်းတခြား state တွေမှာလည်းတခြားရဲ့မြို့နယ်တွေမှာလည်းရှိပါပဲအဲ့လိုမျိုးဖွေတေးသေးလေးတွေအဲ့လိုမျိုးတွေတစ်ခုနဲ့တစ်ဖွေမညီညွတ်ခြင်းအပြင်ဟိုစကားတွေစကားတိုင်းလူပြီးတော့မှဒါမှမဟုတ်ရင်တက်မှာတစ်ဖက်သားကိုဟိုပုတ်ချတဲ့အနေနဲ့အလိမ်ညာမှုသားစကားတွေကိုပြောပြီးမှသတင်းလွှင့်လိုက်တာအဲ့ဒါကိုကျွန်တော်တို့မြန်မာလိုသူတို့ကရေးလိုက်တယ်မြန်မာလိုရေးလိုက်တဲ့ခါကျတော့မြန်မာစာပဲဖတ်တတ်တဲ့လူတွေကပဲအဲ့ဒါကိုဖတ်ပြီးမှအဲ့ဒါပါဆိုပြီးတော့ကောက်ချက်ချလိုက်တယ်ဒီခေတ်သစ်မီဒီယာတို့ပဲဖြစ်ပေါ့နော်ကျန်တဲ့မီဒီယာတွေလာအောင်ပါပါခုအဲ့ဒါတော့လုံးဝမဖြစ်တယ်ဘူးဘာလို့ဆိုတော့ကျွန်တော်တို့ Zombie language မှာနော် Zombie ကျွန်တော်တို့ Zombie နဲ့ Zombie language နဲ့ကျွန်တော်တို့ ABC နဲ့ရေးတဲ့စာတွေ news တွေနော်အဲ့ဒါတွေကိုဖတ်ကြည့်ပါအတိုင်းဝိုင်း Facebook media တွေမှာပဲဖြစ်တွားပြီးတော့ဝင်ကြည့်ပါခင်ဗျားတို့ဖတ်တတ်ရင်အဲ့ဒါမှာစစ်မှန်တဲ့အဖြေပဲတွေ့လိမ့်မယ်ဒါမှမဟုတ်ပဲနဲ့တစ်ဖက်သားကဒီ media ကို brain wash လုပ်ချင်လို့သိမလား ZR ကိုလုံးဝတိုက်ခိုက်တဲ့တစ်ဖက်စွန်းရောက်စစ်သွေးကြွတယ်နော်စစ်တပ်ဘယ်လိုခေါ်မလဲဟိုဘယ်လိုခေါ်မလဲဒီမိုကရေစီတော်လှန်ရေးတော့ဟိုလိုချင်တဲ့ပုံစံမပေါ်တော့သူတို့ကစစ်သွေးကြွဖြစ်နေတာစစ်တိုက်ဖို့ပဲသိမလားပြစ်မယ်ခတ်မယ်အဲ့ဒါကြီးပဲဖြစ်နေတာအဲ့ဒါတကယ်စစ်သွေးကြွတယ်အဲ့လိုမျိုးတွေသူကနိုင်ငံရေးကိုကောင်းကောင်းလေးမကြည့်ပဲနဲ့လက်နဲ့ကိုကင်ပြီးတော့မှစစ်တိုက်မယ်ခိုက်မယ်အဲ့ဒါကိုပဲနိုင်ငံရေးလို့ထင်တဲ့လူတချို့တွေရှိတယ်အဲ့ဒီအခွင့်အရေးတွေထဲမှာဆိုတော့အဲ့ဒီလူတွေရဲ့ဂေါ်လာဟာရစကားတွေနော် ZR တွေကိုမျက်နှာနိုင်ငံရေးထဲမှာမျက်နှာပြတ်သွားအောင်တဲ့မလားမျက်နှာသူတို့ရဲ့တိတ်ခါတွေကျသွားအောင်လှုပ်ချင်တဲ့သူတို့ရဲ့ပြုတ်မှုချင်းတက်တက်တခုပဲဖြစ်တယ်အဲ့ဒါကိုကျွန်တော်တို့မပါလို့ရေးတဲ့စာတွေပုံမှာပဲမကောက်ချက်မချပဲနဲ့ဒီကျွန်တော်တို့မြန်မာပြည်မှာရှိတဲ့တခြားမီဒီယာတွေကျွန်တော်တို့ကနေမာချင်တာတခုရှိတယ်ကျွန်တော်တို့တွေကိုတိုက်ရိုက်လာဆက်သွယ်ပါเนาะကျွန်တော်တို့ ਨੇ ပြောချင်တဲ့ဟာရှင်ကျွန်တော်တို့တိုက်ရိုက်ဆက်သွယ်ပါကျွန်တော်တို့ဒီဇုံမီအုပ်စုထဲကမှရှိတရားရပို့ဆက်သွယ်လိုက်အဲ့ကနေပြီးတော့ကျွန်တော်တို့ကောင်းကောင်းလေးရှင်းပြလို့ရတယ်ကျွန်တော်တို့ဗမာလိုလေးရတယ်အင်္ဂလိပ်လိုလေးရတယ်ခင်ဗျားတို့လိုချင်တဲ့မီဒီယာဖာတွေကအစเนาะကျွန်တော်တို့ပုံတွေကအစအမျိုးမျိုးကျွန်တော်ပို့လို့ရတယ်အမှန်ကန်တယ်ပေါ့နော် fake မဟုတ်ပဲနဲ့တည်ထားဖို့ကတော့ကျွန်တော်တို့အဖွဲတွေဒီ PDF နဲ့တိုင်းတာလက်နဲ့ကင်တွေရဲ့ကြားထဲမှာနည်းနည်းတခြားဟိုပြည်နယ်မှာရှိတဲ့တိုင်းတာတွေနဲ့မတူတာတခုတော့ကျွန်တော်တို့ချင်းပြည်နယ်မှာရှိတယ်အဲ့ဒါတော့ဟိုမီဒီယာတွေကနားလည်စေချင်တယ်ဘာလို့ဆိုတော့ဥပမာ KIA တို့ AA တို့ဘာလို့ဟိုရှမ်းတို့ဘာလို့ဘာပဲပြတခြားနေရာတွေတော့ကရင်တို့ဘာလို့သူတို့ကလူမျိုးစစ်တပ်ပေါ့နော်လူမျိုးလက်နဲ့ကင်ကတော်တော်လေးကို strong ဖြစ်ပြီးသားဆိုတော့သူတို့ကဘာမှတိတ်ပြဿနာမရှိတော့ဒီ PDF နဲ့ရောလိုက်တဲ့ခါကျမှပြဿနာတိတ်မရှိဘူးဒါပေမဲ့ဒီသူတို့ချင်းပြည်နယ်ကတော့တည်ထားတဲ့အတိုင်းပဲမြန်မာပြည်မှာလည်းအစည်းအရဲဆုံးပြည်နယ်နော်မဖွင့်ဖြိုးဆုံးသောနေရာလည်းဖြစ်တယ်အစိုးရကတော့မှလုံးဝကိုမထောက်ပံ့တဲ့လက်လူရှုထားတဲ့နေရာဒေသဖြစ်နေတယ်အရက်ခေါင်ပြီးတော့မှကျွန်တော်တို့တကယ်ဆင်းရဲတဲ့နေရာဖြစ်တယ်ဒါလူတိုင်းသိပဲဆိုတော့အဲ့လိုဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ဘယ်လက်နဲ့ကြိုင်ကမှအဲ့လောက်ကြီးအင်အားမရှိဘူးပြောရရင်ဒီလောက်ကြီးပေါ့ဒီတော်လိုက်မတိုင်ခင်မှာအဲ့ရှိတဲ့လောက်ပဲဒါပေမဲ့အေး
နိုင်ငံရေးလောက်ပဲနေပဲကျွန်တော်တို့နေနေတာတခြားအေတို့လိုရှင်နိုင်လောက်အောင်လက်နဲ့အင်အားတွေလည်းမရှိဘူးသူကအဲ့ဒါကိုတော့သိစေချင်တယ်ဆိုတော့အဲ့ဒီကြားထဲမှာတွေးခွဲတဲ့ဟိုစကားတွေရှိမှာပေါ့လေတချို့တွေကကိုယ့်ဖေကိုလန်ထောင်းဆိုပြီးတော့ပြောပြပါနည်းနည်းရိုင်းပြောလိုက်တယ်တချို့တွေကရှောက်ပြောပြီးမှဗမာလိုပြောကြတာတချို့အမျိုးသမီးတွေရှိတယ်ဒါကျွန်တော်အထဲမှာအမျိုးသမီးရောတချို့လူတွေပေါ့နည်းနည်းလေးဟိုဖြစ်တဲ့ဘယ်လိုခေါ်လဲ anti ဇုံမီပေါ့နော်ဇုံမီကိုလုံးဝဟိုဘာလို့ခေါ်မလဲမကြည့်လို့မရတဲ့ဟာဒီပေါ့ဘာမှလည်းမဆိုင်မဲနဲ့ဟိုမုန်းတီးနေတဲ့လူတွေအဲ့ဒီလူတွေကဝါဒတွေဖြတ်တယ်ဗမာလိုဖြတ်တာဗမာလိုပြောပြီးမှရှောက်ပြီးတော့ online မှာဒီ ZR ကတကက်ဟိုဘာလဲဟွာမဟုတ်ဘူးဒီဟာမဟုတ်ဘူးဟိုနိုင်ငံရေးဒေါ်လာရင်းတို့ခုဒေါ်လာရင်းထဲမှာမပါဘူးဘာညာရှောက်ပြောတာပေါ့အဲ့ဒါကသူတို့ရဲ့အဖွဲ့အစည်းလေးတစ်ခုဟို attention ရအောင်သူတို့လုပ်နေတာပဲဖြစ်တယ်အဲ့ဒါကိုကျွန်တော်တို့မြန်မာပြည်မှာရှိတဲ့မီဒီယာတွေဟိုတတိထားစေချင်တယ်အဲ့ဒါကိုပဲကောက်ချက်ကြွားယူပြီးတော့မှကျွန်တော်တို့ခင်ဗျားတို့ရဲ့မီဒီယာထဲမှာတွားမလုပ်မိတဲ့ဒါကခင်ဗျားတို့ဟိုတနေ့နေ့ကျရင်ခင်ဗျားတို့မျက်နှာပြက်လိမ့်မယ်ခင်ဗျားတို့မီဒီယာတွေဘယ်လိုခေါ်မလဲလူတွေကအယုံကြည်နေတွားလိမ့်မယ်အဲ့ဒါလို့ကျွန်တော်ဒီကနေနည်းနည်းအတိပေးချင်တယ်โอเคဘုခတ်တန်โอเคစစ်စစ်ပြအလိုက်တယ်ကိုမောင်စင် thank you ပါနော်ဒါဆိုရင်ကျွန်တော်မိခွန်းနောက်ထပ်တစ်ခုပေါ့ပေါ့နော်ကိုမောင်စင်အနေနဲ့ဒီ CNA နဲ့သူ့ရဲ့ကြံညာပါလူနေစုတပ်ဖွဲ့တွေပေါ့နော်ဒီကျွန်တော်တို့တိရိခရိုင်မှာရှိတဲ့ဒီကျွန်တော်တို့ရဲ့ကျွန်တော်တို့ ZRAEC ပေါ့နော်ရဲ့နေရာသူတို့ရှိနေတဲ့နေရာကိုတမင်တက်ရည်ရွယ်ချက်ရှိနဲ့လာတိုက်ခိုက်ပြီးတော့ဘယ်လိုခေါ်မလဲအာနာရှင်ဆန်လက်နဲ့အားကိုပြီးတော့ကျွန်တော်တို့ဇုံမီအုပ်စုလူတွေကိုအနိုင်ကျင့်တဲ့ချင်းချုပ်လာတယ်ပေါ့နော်အဲ့လိုမျိုးယူဆလို့ရမလားပေါ့နော်ဟုတ်ကဲ့ကျွန်တော်ဒီဟာကိုကျွန်တော်ကဘယ်လိုမြင်လဲဆိုတော့ကျွန်တော်တို့ကတိုက်နေတာဘာကိုကျွန်တော်တို့တိုက်နေလဲဆိုတာကျွန်တော်တို့အဓိကဟိုပါလဲဟို target တူဖို့လိုတယ်ကျွန်တော်တို့ပြစ်မှတ်ပေါ့နော်ပြစ်မှတ်ကကျွန်တော်တို့အကုန်လုံးတိုင်းရင်းသားအကုန်လုံးကအားလုံးသောတိုင်းရင်းသားတွေမြန်မာပြည်မှာရှိတဲ့လူထုအကုန်လုံးပေါ့ကျွန်တော်တို့ပြစ်မှတ်တစ်ခုတည်းရှိဖို့လိုအပ်တယ်ဆိုတော့အဲ့ဒါရှိတော့ရှိကြတယ်ဘာလဲဆိုတော့ကျွန်တော်တို့ဒီမိုကရေစီတိုက်ပွဲဝင်နေတာဟုတ်တယ်နော်အားလုံးလက်နဲ့ကင်ဘာပဲကင်လက်နဲ့မကင်တောင်မှလည်းကျွန်တော်တို့ဒီမိုကရေစီတော်လှန်ရေးကိုကျွန်တော်တို့ဆင်နွှဲနေတာဖြစ်တယ်အဲ့ဒီမှာကျွန်တော်တို့ရဲ့ main target ကကျွန်တော်တို့ရဲ့ပန်းတိုင်ဒီမှန်းချက်ကဒီမိုကရေစီစစ်မှန်တဲ့ဒီမိုကရေစီရရှိဖို့ပဲเนาะပြီးခဲ့တဲ့ကျွန်တော်တို့ NLD ခေတ်တုန်းကတော့နည်းနည်းပါးတော့ဟိုဒီမိုကရေစီအသွင်ပေါ့เนาะကျွန်တော်တို့အသွင်တရံရှိတဲ့ကျွန်တော်တို့အလားအလာမျိုးတော့ကျွန်တော်တို့နည်းနည်းတော့ခံစားရတယ်ပေါ့မြန်မာပြည်ဒါပေမဲ့ကိုကမကြောက်ဘူးဘာမှညာမှတော့မတိရသေးပဲနဲ့ဟိုကျွန်တော်တို့စစ်အုပ်ချုပ်တဲ့စနစ်အောက်မှာကျွန်တော်တို့ပြန်ရောက်သွားတယ်ထားပါတော့ဒါကမြန်မာနိုင်ငံရဲ့ပရိပက္ခတွေပေါ့ကျွန်တော်တို့ချစ်ပင်တွေကိုပြန်ပြီးတော့မှခွဲခြားပြီးတော့မှကျွန်တော်တို့ scoop လုပ်ကြည့်လိုက်မယ်ဆိုရင်ပေါ့နော်အသေးစိတ်မမလို့နဲ့နည်းနည်းနီးကပ်ကြည့်လိုက်မယ်ဆိုရင်ခုနကကျွန်တော်တို့ပြောတဲ့ကိုခထံပြောတဲ့ဒီ CNF တမားတွေပေါ့ဟိုတော်လန်ရေးကိုအကြောင်းပြုပြီးမှကျွန်တော်တို့ရဲ့မြန်မာချင်းပင်နယ်ထဲမှာသူတို့ကပဲဦးစီးရမယ်ဆိုတော့ဒီမိုကရေစီမဆန်တဲ့ဗျူရိုကရေစီเนาะအထက်ဖားအောက်ဖိစနစ်အဲ့လိုစနစ်အထက်ဖားအောက်ဖိစနစ်အဲ့လိုမျိုးတွေတို့ကကျင့်သုံးလာချင်တာအဲ့ဒါကြောင့်မလို့တို့ကသူတို့အပေါင်းဖာတွေပေါ့နော်တို့ကဘာလဲဆိုတော့တို့ရဲ့ကြံစီကျွန်တော်ဒီညနေဒီလိုခက်မှန်းကြည့်တာတော့ဘယ်သူကမှ NUG ကလည်းထောက်ပံ့ခြင်းမပေးနိုင်ပါဘူးကျွန်တော်တို့เนาะအခုချိန်ကျွန်တော်တို့တော်လိုင်းသမားတွေလုံလောက်ပေါ့မြန်မာပြည်မှာတော်လိုင်းသမားတွေလက်နဲ့အင်အားပဲဖြစ်ဖြစ်အကုန်လုံးကအစားအစာရလုံလောက်တော့မထောက်ပံ့နိုင်ပါဘူးဆိုတော့အများစုကဘဲကနေလာလဲဆိုတော့ပြည်သူတွေကနေပြည်သူတွေကပဲထောက်ပံ့နေကြတာဖြစ်တယ်เนาะအဲ့ဒီတော့ကြောင့်မလို့တို့ကဒီပြည်သူတွေကတို့ရဲ့
အုပ်စုဖို့လှုပ်ဆိုရပါလားကျွန်တော်တို့ချင်းပြည်နယ်မှာသူတို့ရဲ့အုပ်စုဒီအဓိကအဖြစ်တော့ဟာခါဥဆောင်တဲ့အဖွဲ့ပေါ့နော်ကျွန်တော်ချင်းလို့ပြောတိုင်းတော့ချင်းပြည်နယ်ထဲမှာချင်းပြည်နယ်လို့တာရှိပေမဲ့ကျွန်တော်ချင်းလူမျိုးရဲ့တည်တတ်ရင်လို့တော့မရှိဘူးเนาะဒါတော့အကုန်လုံးတည်တယ်အဲ့ဒါလည်းမတည်သေးတဲ့ကျွန်တော်တို့မြန်မာနိုင်ငံတိုင်းသားတွေကိုလည်းကျွန်တော်တို့ဒီကနေနည်းနည်းလေးကွက်ပြီးတော့ပြောချင်တယ်เนาะဒါလည်းဆိုတော့ကျွန်တော်တို့အဲ့ဒီချင်းပြည်နယ်မှာရှိတဲ့ဒီဟာခါဖွဲ့တွေကသူတို့ရဲ့လူတွေကိုပေါ့နော်သူတို့ရဲ့ဟာခါတိုင်းဝိုင်းထဲမှာပေါ့ဖျားเจ้าကအလူတွေပေါ့နော်ဖျားเจ้าကအလူတွေပြီးတော့သူတို့ဟိုထောက်ပံ့မဲ့သူတို့ရဲ့အသက်သွေးကြောပေါ့နော်အသက်သွေးကြောဆိုရမလားသူတို့ရဲ့ sponsor တွေကနေပြီးတော့သူတို့ရဲ့ငွေကြေးထောက်ပံ့မှုတွေအစစရရှိဖို့ရသူတို့ကဟိုကောက်ကျစ်တဲ့နီးနဲ့သူတို့ကအမျိုးမျိုးလိန်ပြောတတ်တဲ့အကျင့်ရှိတယ်သူတို့မှာမယုံရင်လည်းဟိုအကုန်လုံး search ကြည့်လို့ရတယ်ဒါပေမဲ့ဗမာလိုရေးတာတော့တော်တော်လေးနည်းလိမ့်မယ်ဘာလို့ဆိုတော့ဒါကကိုယ်တိုင်းရင်းသားထဲမှာပဲဖြစ်တဲ့အရာမို့လို့လူအပြင်ကိုတိတ်မပေါက်ကြားတဲ့သတင်းတွေဖြစ်တယ်နော်ဒါပေမဲ့အခုခေတ်ကတော့ဟိုဗာလဲဟိုဂျင်းနန်းခေတ်မဟုတ်တော့လေနော်ဒီခေတ်ကတကယ်မီဒီယာခေတ်ဆိုတော့အရမ်းမြန်နေပြီလေအခုဖြစ်လိုက်တဲ့ဟာကိုတကဘာလုံးတည်တဲ့ခေတ်ဖြစ်သွားပြီအရင်တော့ကတော့ဂျင်းနန်းကြိုက်တာတုံးနဲ့ဘာရမတလုံးဟိုဘယ်လိုခေါ်မလဲတိတိကျကျမရှိဘဲနဲ့ပေါ့နော်အဲ့ဒီခက်ကကုန်သွားပြီဆိုတော့အဲ့ဒါကြောင့်မပေါက်ကြားတာဆိုတော့အခုကတော့ကျွန်တော်တို့မီဒီယာမှာလည်းများဆပေါက်ကြားလိုက်မယ်ဒီကျွန်တော်တို့within chin state မှာဖြစ်နေတာကဒီတကယ်ဘယ်လိုခေါ်မလဲအာနာရှင်စနစ်နဲ့တွားချင်သေးတဲ့အုပ်စုတွေကကျွန်တော်တို့ဒီဘက်ကတကယ်ဒီမိုကရေစီငြိမ်းချမ်းတဲ့တနက်တောင်မှတစ်ချက်သေးတော့ပစ်ရမလို့ပဲနဲ့ဒီမိုကရေစီကိုလိုလားတယ်ဆိုတော့ကျွန်တော်ဇုံမြက်ပွေတယ်နော်အဲ့လိုပြောရင်ဘယ်သူတွေလဲဇုံမင်းတွေဘယ်သူတွေလဲစတာတွေဆိုတာနည်းနည်းပိုရှင်းလာအောင်ကျွန်တော်တို့ကမလိုအပ်ရင်ပေါ့လေနော်ဒီမိုကရေစီတိုက်ပွဲအတွက်မလိုအပ်ရင်ကျွန်တော်ဂျေဆန်တလုံးတောင်မှဖောက်ရမလို့ဒီမိုကရေစီတိုက်ပွဲဆိုတာကျွန်တော်တို့တူနေတဲ့နေထားတစ်ခုရှိရင်ကျွန်တော်တို့ဖန်တီးနိုင်တဲ့အနေထားတစ်ခုဆိုလို့ရှိရင်ကျွန်တော်ဒီမိုကရေစီဆိုတာကျွန်တော်ရတယ်ဒါပေမဲ့အခြေအနေမပေးသေးလို့ဒါမဖြစ်တာနော်လက်နဲ့တိုက်ယူမှရမယ်ဒီမိုကရေစီမျိုးရေလို့လည်းပုံတင်ထားလို့မရဘူးဒီမိုကရေစီဆိုတာကျွန်တော်တို့လူတိုင်းရဲ့စိတ်ထဲမှာရှိတဲ့အုပ်ချုပ်မှုနည်းစနစ်မျိုးတစ်ခုဖြစ်နေတယ်ကျွန်တော်ရဲ့အမြင်ပါနော်ဒါဟိုဘယ်လိုခေါ်မလဲကျွန်တော်တို့ဒုံးကြီးတွေအများကြီးရှိမှနျူကလ িয়ার ဘုံးကြီးရှိမှကျွန်တော်ဒီမိုကရေစီရမယ်ဆိုတာမဟုတ်ဆိုတော့အဲ့ဒီဒီမိုကရေစီလမ်းစဉ်ကိုမလိုချင်ဘူးထင်ပါတယ်ဒီတချို့အဖွဲ့အစည်းတွေကဒီတော်လာရင်းကိုအကြောင်းပြုပြီးတော့မှသူတို့ထပ်ပြီးတော့မှသူတို့ပဲအာဏာရဖို့သူတို့ကြီးပဲတဲ့မှာဒီမိုကရေစီစနစ်မဟုတ်ပဲနဲ့သူတို့ကြီးပဲအုပ်စိုးမယ်သူတို့ကြီးပဲအနိုင်ထင်းလုပ်မယ်သူတို့ရဲ့မျိုးဘယ်လိုခေါ်မလဲသူတို့ရဲ့မျိုးလူမျိုးစုတစုလေးပေါ့တစုလေးကောင်းစားဖို့ရအတွက်လောက်နော်သူတို့အတိုင်းဝိုင်းတစ်ခုကောင်းစားဖို့အတွက်လောက်ပဲရင်မှန်းပြီးတော့မှဒီကျွန်တော်တို့ဒီတက်တယ်နယ်ဘက်တွန်းစားနယ်ဘက်မှာရှိတဲ့ကျွန်တော်တို့ဇုံမြအမျိုးသားတွေနော်နေထိုင်တဲ့နေရာကိုဟိုဒုက္ခလာပြီးတော့မှလာအမိုက်ပုံးလာပစ်ချတာသူတို့ရဲ့မကောင်းဆိုးဝါးစိတ်ဓာတ်တွေသူတို့ရဲ့အမိုက်ပုံးစိတ်ဓာတ်တွေပေါ့ညဉ့်ညမ်းတဲ့စိတ်ထားတွေကိုအဲ့ဒီဘက်ကိုလာပြီးတော့တူချနေတယ်လို့ကျွန်တော်ကယူဆတယ်ဆိုတော့ဒီလိုမျိုးလောက်ရမျိုးကလုံးဝမလုတ်တဲ့ကျွန်တော်တို့တိုင်းသားထဲမှာလုံးဝမလုတ်တဲ့လှုပ်ရှားမှုပေါ့နော်လုံးဝမလုတ်တဲ့လှုပ်ရှားမှုလည်းဖြစ်တယ်လို့ကျွန်တော်ကယူဆချင်တယ်တုံးတက်ချင်တယ်မင်းချင်စာရှိတယ်လားအဲ့တော့เนี่ยဖြေလိုက်ရင်လုံလောက်မလားမသိဘူးเนาะဘာမှလည်းမပြောတာနည်းနည်းကြာတော့နည်းနည်းဟိုဖြစ်တယ်ဒါပေမဲ့အကုန်လုံးနားလည်အောင်တော့ကျွန်တော်ဖြေလို့ရပါတယ်เนาะ